ကျွန်တော်ဒီနေ့မှာတော့ဝတ်သားမစားတဲ့သူတွေအတွက်အဆင်ပြေအောင်လို့စက်သားလေးနဲ့ချက်စတူးဟင်းပွဲပြုလုပ်နည်းလေးကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ဒီဟင်းပွဲလေးကတော့ကိုယ်ရွှေရွှဲလေးနဲ့ဆန်းစားရတာဖြစ်တဲ့အတွက်ထမင်းမောင်းကြိုက်သူတွေကိုယ်ရွှေရွှဲလေးကြိုက်သူတွေအတွက်ကတော့အရန်ကြိုက်တွေ့တယ်မှာသိကြပါတယ်ကျွန်တော်လည်းဒီဗီဒီယိုလေးဆောင်းအောင်လိုက်ကြည့်ပေးကြပါအောင်ခင်ဗျာချက်နည်းလေးကလည်းရမ်းမှလွယ်ကူတယ်ချိန်လည်းအများကြီးပေးကြမလို့ရတာနည်းနည်းပြီးတော့အိုးဘော်တင်ထားလိုက်တာနဲ့ဟင်းလေးကကောင်းကောင်းစားရပါတယ်အရင်ဦးဆုံးချက်စတူးချက်ဖို့အတွက်ပါဝင်တဲ့ပစ္စည်းတွေကိုပြပြပါမယ်ကျွန်တော်ကတော့ချက်ချီသလုံးသားနှစ်ချောင်းကိုအသုံးပြုပေးထားပါတယ်ပဲပြားတစ်ထုံအသုံးပြုပေးထားတယ်ကရဝေးရွက်အနေငယ်တချပိုးကောက်လေးအနေငယ်ပြီးတော့လေးချင်းပွင့်နဲ့ကျွန်တော်တို့တွေနက်နက်ပွင့်လေးပါအနေငယ်သုံးပေးရမှာဖြစ်ပါတယ်ခင်ဗျာဒါမှအနံလေးတွေကအရန်ပြည့်စုံပြီးတော့စားလို့ကောင်းမှာဖြစ်ပါတယ်ဘဲဥသမဟုတ်ကျဲဥအသုံးပြုလို့ရပါတယ်အသီးရက်ကိုတော့မုံချင်းစိမ့်တစ်မျိုးပဲအသုံးပြုထားပါတယ်ဒီနေ့မှာကိုကမုံချင်းဖြူချိုက်လို့ရှိရင်အသုံးပြုနိုင်ပါတယ်ခင်ဗျာအသားလေးတွေရတာမနေခင်မှာအခုလိုမျိုးအသားလေးတွေကိုဓာတ်ချုံသုံးဖို့ခင်းလေးနဲ့ထိုးပေးခြင်းဟာစားတဲ့အခါမှာရတာပို့ပြီးတော့ရှိစေပါတယ်အခုလိုမျိုးနက်နက်ဆက်ဆက်လေးဓာတ်နဲ့ထိုးပြီးဆိုလို့ရှိရင်တော့ရတာအတွက်အချုံမုံလေးထည့်ပါမယ်စက်သားမုံလေးထည့်ပါမယ်ခင်ဗျာအသားနင်းမြပေါ်မူတည်ပြီးတော့ရတာတွေကနင်းမြလိုက်ထည့်ပေးရမှာဖြစ်ပါတယ်ငရေကောင်းလေးထည့်မယ်ခရုသီလေးထည့်ပါမယ်နောက်ထပ်ပဲငပြအကြည်လေးထည့်မယ်စားလေးနင်းငယ်ထည့်ပါမယ်တကြားလေးပါထည့်ပါမယ်ကျွန်တော်ကရေမများနဲ့ပေါင်းမှာဖြစ်တဲ့အတွက်အခုလိုမျိုးရတာပြင်းပြင်းလေးထည့်တာဖြစ်ပါတယ်စီမိုးထည့်မယ်နောက်တဲ့ပဲငပြရဲ့အပြစ်ကလေးနင်းငယ်ထည့်ပါမယ်အယောင်ပို့ပြီးတော့လှစေဖို့ပေါ့နော်ကိုကအယောင်ကြည်ကြည်လေးကြိုက်တယ်ဆိုလို့ရှိရင်တော့ပဲငပြရဲ့အပြစ်မထည့်လည်းရပါတယ်စက်သားလေးတွေကိုအခုလိုမျိုးရတာစိတ်ဝင်အောင်နှက်ပြီးဆိုလို့ရှိရင်တော့အနည်းဆုံးနိုင်ဝက်လောက်နှက်ထားပေးပါနိုင်ဝက်လောက်သားလေးတွေနှက်ပြီးဆိုလို့ရှိရင်တော့သားလေးတွေနင်းငယ်အကျိုးတင်းသွားတဲ့ဒီပြန်ကြိုပေးလိုက်ပေါ့နော်ကိုစီမီတဲ့အိုးတွေမှာကြိုပြီးတော့မှပေါင်းမဲ့အိုးတွေကိုပြန်ထည့်လေးရတယ်ကျွန်တော်ကတော့ပေါင်းမဲ့အိုးတွေမှာရတာတစ်ခါတည်းထည့်နေတာဖြစ်တဲ့အတွက်တစ်ခါတည်းအပူပေးပြီးတော့ကြိုလိုက်ပါတယ်စက်သားလေးတွေပေါ်ရင်ကြိုးလေးနင်းငယ်တင်းလာပြီဆိုလို့ရှိရင်တော့ရေထည့်ပါမယ်ရေထည့်တဲ့နေရာမှာစက်သားမျိုးလောက်တဲ့အနေထားထိနဲ့ကိုချံမဲ့ရေအနေထားပေါ်မူတည်ပြီးတော့ရေထည့်ပေးရပါမယ်နောက်တဲ့ပဲပြားလေးတွေထည့်မယ်ကြက်ဥသမဟုတ်ဘဲဥလေးတွေထည့်ပါမယ်ကိုစီပီယာလေးထည့်လို့ရပါတယ်နောက်တဲ့ကျွန်တော်တို့အနံ့အတွက်တချဘိုးကကရဝေးရနည်းနည်းပွင့်စားတာလေးတွေထည့်ပါမယ်ရေဆူလောင်စောင့်မယ်ပုံငံမြည်ပါမယ်ရတာလေးတွေဆင်ပြေပြီဆိုလို့ရှိရင်ကျွန်တော်တို့လည်းဖုံးလေးပုတ်ပြီးတော့အနည်းဆုံး15မိနစ်ကနေပြီးတော့မိနစ်20အတွင်းပေါင်းပေးလိုက်တာနဲ့စက်သားလေးကနူးပြီးတော့ရေလက်ခမ်းပါပြီခင်ဗျာကဲအခုလိုမျိုးလေထုတ်ပြီးတော့ဖုံးလေးဖွင့်လိုက်တာနဲ့အနံ့လေးကိုအရင်မှုေးနေပါပြီကျွန်တော်ဒါလေးကိုပကံနဲ့ထည့်ပြီးတော့ပြင်ဆင်ပြပါမယ်မုံညင်းစိမ်းလေးတွေကိုတော့ကြိုပြုတ်ထားပါမယ်ပြုတ်ပြီးတော့ဒါလေးနဲ့တီးပြီးတော့အခုလိုမျိုးပြင်ပေးထားပါပကံလေးကိုလက်ထဲမှာချက်ပေါင်ထည့်မယ်ပြီးတော့ကိုစီပီဆိုတွေပြင်ဆင်ပေးလိုက်ပါမယ်ပဲပြားကိုတော့ကျွန်တော်ကတစ်ခါနဲ့ထည့်ပေါင်းလိုက်တာဖြစ်တဲ့အတွက်အနေငယ်ပြေးသွားပါတယ်ဒါပေမဲ့ရတာစားလို့ကောင်းပါတယ်အသားလေးတွေပကံထဲမှာပြင်ဆင်ပြီးပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့အပွားလေးပြီးတော့ဆော့လောင်းမှုအတွက်ဆော့လေးပြင်ချက်ပါမယ်ဒါကတော့ကျွန်တော်တို့စက်သားပေါင်းထားတဲ့အရည်လေးကိုအိုးလွတ်တစ်လုံးထဲမှာထည့်လိုက်မယ်ကျွန်တော်တို့အယောင်လေးနင်းငယ်ဖြော့နေတဲ့အတွက်အယောင်ပြင်းပြင်းလေးလိုချင်လို့ပဲငပြအပြစ်ကလေးနင်းငယ်ထည့်လိုက်ပါတယ်ရတာတော့ထပ်ထည့်စရာမလိုတော့ပါဘူးကဲအခုလိုမျိုးရေဆူလာအောင်ဆောင်းလိုက်မယ်ရေဆူလာပြီဆိုလို့ရှိရင်တော့ကော်ရည်လေးဆွဲမှာဖြစ်ပါတယ်ကော်တော့ထမင်းသားဆုံးတစ်စုံလောက်ကိုခွက်ကလေးနဲ့ထည့်ပြီးတော့ရေလေးနဲ့ငင်နဲ့ဖြော်ပေးတာမှာဖြစ်ပါတယ်ဒီရေကိုကျွန်တော်တို့အိုးတဲ့အကုန်လောင်းထည့်ပြီးတော့တမတ်တော့အောင်မှွေပေးရမှာဖြစ်ပါတယ်ခင်ဗျာဒါဆိုလို့ရှိရင်တော့ကော်ရည်ပြစ်ပြစ်လေးနဲ့ချူချူရတာလေးရမှာဖြစ်ပါတယ်ကော်ရည်ပြစ်ပြစ်ကလေးကိုထမင်းပပူလေးပေါ်ဆမ်းပြီးတော့အသားလေးနဲ့စားတဲ့အရသာရမ်းအောင်မှာကောင်းပါတယ်ခင်ဗျာကဲအခုလိုမျိုးကော်ရည်ပြစ်ပြစ်လေးရလာပြီဆိုလို့ရှိရင်တော့ပြင်ဆင်ထားတဲ့ဟင်းမွေးပေါ်ကနေပြီးတော့လောင်းလိုက်ပြီဆိုတာနဲ့အရမ်းအောင်မှာစားလို့ကောင်းတဲ့ချက်စတူးဟင်းမွေးလေးရပါပြီခင်ဗျာခုလိုမျိုးဆိုင်ဟင်းချက်လေးတွေကိုများစွာလေ့လာခြင်းနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်အကောင့်လေးကိုလည်းဖော်လို့မလို့အတဲ့လုပ်ပေးသွားဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာကြည့်ရှုအားပေးနေသူတို့တို့ကိုစိတ်ရင်းနဲ့ကျေးဇူးတင်ပါတယ်ခင်ဗျာဘိုင်ဘိုင်